တနေ့နေ့ကမှအမိတယောက်ကသူ့သမီးနဲ့အတူအင်္ဂလိပ်လျှောက်လာရင်တန်ဒီမှာထိုင်နေတဲ့အင်ဂျီယာမိတ်ကောင်မလေးတွေတော်လာတရားတန်ဝိစကုတီရချပြီးခဲ့တဲ့သူတို့တတိဆိုင်တဆိုင်ပြီးကဖြစ်သွားတော့အမိတူအာယုံဝင်နေတဲ့အချိန်မှာအမိတူကဟိုကောင်မလေးစီတက္ကစီကတော့ခဲ့တဲ့အပစံကြပေးလို့သူကတောင်းဆိုလိုက်တဲ့အင်ဂျီယာမိတ်ကောင်မလေးကတော့ဆိုင်နေပြီးမဲ့တမိတူကသူ့လက်ထက်ကပစံကိုဆွဲလုပ်လိုက်တဲ့သူတောင်းစားလို့မိလာရဲလိုက်ဆိုင်မှာတွားလူရဲ့ကာယစီလာဖြစ်တဲ့တခုခုပါလို့သူကငေါင်းနေလိုက်တဲ့ပြီးတော့ကောင်မလေးရဲ့တမင်းရဲ့နေကိုချောင်းနဲ့ကမလိုက်တော့မိကြီးပေါ်ကန်ချက်ကုန်နဲ့ကောင်မလေးကအဲ့ဒီမှာထိုင်ပြီးမူရင်းကြီးပေါ်ကအစားစားတွေကိုကောက်စားနေရှာတယ်။တမိကတူကတော့ဘာမှမခိခဲ့တယ်လို့ဟန်ဆောင်ပြီးသူ့မေစီကန်သွားတယ်။နောက်တစ်နေ့ကျမှနေတဲ့စားစားတဲ့ရောက်တော့အားလုံးကသူတို့တမင်မှုတွေဖွင့်ကြတယ်။အဲ့ဒီကောင်မလေးလည်းသူ့တမင်မှုကိုဖွင့်လိုက်တော့ကြောင်းဟန်သွားတယ်။အထဲမှာကွီးစာရီခင်းနေလို့ပါ။တခြားတောင်နာရီကဝိုင်းရကြတဲ့သူလည်းရှက်ပြီးမူရင်းအင်ဂျန်တီလာခဲ့တဲ့အဲ့ရောက်တော့သူ့မိကိုစကားပြောကိုစူးစမ်းပြီးမဲ့သူစကားမစားရတိခင်မှာပဲအေးစစ်စစ်တမင်စားနေတဲ့သူ့မိကပြောလိုက်တဲ့တမိပိုင်ဆိုင်နေရောပေါ့ကိုပါတာကူတကူကိုပတ်ချက်စားလိုက်ပါလားကောင်မလေးကအော်ပြောလိုက်တဲ့တမိကိုဘာလို့ဒီလိုဆက်ဆံတာလဲကျမ်းမာတမိအရင်ရှက်ကွက်ခဲ့ရတယ်ဘာမှလည်းမစားရသေးဘူးသူ့မိကမော်ချပြီးနင်းနင်းတတာပြောလိုက်တဲ့အဲ့လိုလဲဆိုတော့မနီကဟိုအင်ဂျီယာမိကောင်မလေးကန်စားရတာကအဲ့ဒီတိုင်းမဲ့မို့လို့ပေါ့ကောင်မလေးကစကားချက်သွားတယ်ဒါပေမဲ့သူကတူတောင်စားလေးတမိကအမိတမိပါသူ့မိကပြန်ပြောလိုက်တဲ့ပြီးတော့ဂျွန်ညကနာဝီမီယာစီစက်ချီပီတီကိုခုန်ယူပြီးဂျန်တုံယုံတုံလို့မဲ့တုံကိုဇွေကိုအချွတ်ချွနဲ့ဆုံထားပါတယ်လိုအရင် chat box မှာဝိုင်းပြရပါတယ်သူကလည်းတစုံတယောက်ရဲ့တမိပါပဲတမိတို့နှစ်ယောက်လုံးကလူသားတွေပဲတနည်းကြရင်တမိလည်းသူလိုမျိုးဖြစ်သွားနိုင်တယ်အားကြောင့်မထပါလူတွေကိုကောင်းကောင်းဆက်ဆံပါမနဲ့ချင်ပါဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်